ပြမျိုးတွေမင်္ဂလာပါနော်အဲ့ YouTube မှာကျွန်တော်မလွင့်ဘူးဗျာနော်ဟိုနေ့နှစ်ခုလောက်ပဲလွင့်တယ်အခုတစ်ခါထပ်လွင့်ပေးလိုက်မယ်နော်ပြီး Telegram ကိုလာခဲ့ Telegram link ကျွန်တော်ပြမယ်နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်စနစ်ကဏ္ဍဒီမှာပေါ့၄ခွဲကဏ္ဍစနစ်ဒါစနစ်ကဏ္ဍ၄ခွဲကဏ္ဍမင်းညကဏ္ဍပေါ့နော်ဆိုဒီမှာတော့တင်ထားပြီဒီမှာအဖွဲ့မှာတင်ထားတယ်ကျွန်တော်ပြမယ်ကျွန်တော် Telegram တစ်ခုပဲတင်တယ်ပထမရက်ဆိုလို့ရှိရင်ကျွန်တော်ပြတဲ့ဟာကိုကျွန်တော်ပြအောင်YouTube မတင်ဘူးနော်ဒါတွေပါလို့ဆိုကျွန်တော်တင်ပေးထားအဲ download ဆွဲပြန်တယ်ဒီမှာပထမဆုံးရက်မှာကျွန်တော်ဆိုလိုတာပေါ့နော်နားလေးမှာကျွန်တော်ဒီမှာပေါ့နော်ဈေးကွက်နှစ်ခုတင်ပေးတာမနေ့တော့ဈေးကွက်မနေ့ညညိသွားတဲ့ဟာနဲ့ဆိုတယ်ဒီမှာအတူ YouTube ထုတ်ခံရအောင်ကျွန်တော်ပြောတာနော်ဒီမှာကဟောပြန်အောင်ပထမဆုံးရက်မှာကျွန်တော်ဒါတင်ပေးရတာကျွန်တော်ဒါ Telegram မှာတင်တာနော် Telegram လင့်လာယူတယ်ဟဲ့လားကျွန်တော်ပြောမယ်ဒီမှာပထမဆုံးရက်မှာဈေးကွက်နှစ်ခုရခုနှစ်ချင်း3.5ချင်းမှာ52လို့ထွက်တယ်ဗျာနော်ဒါပထမရက်ဒုတိယရက်မှာ331ချင်း3.9ချင်း30ထွက်တယ်ဗျာနော်ဒါပေမဲ့တတိယရက်မှာကျွန်တော်ထပ်ပြန်တတိယရက်မှာကခဏလေးနော်တတိယရက်မှာကကျွန်တော်ကလေးနဲ့85ဝန်းချင်းမှာနော်45လို့ထွက်တယ်မနေ့ကကျွန်တော်ယူတဲ့ line တွေပြထားတယ်နော် Telegram မှာလာခဲ့နော်ဒါယူတဲ့ကျွန်တော်တခုလို့တင်မယ်နော်ဒါတွေကသူများဟာတွေကျွန်တော်ဟာမဟုတ်ဘူးလက်ဖြတ်ချနော်သူများထက်တက်တယ်ကျွန်တော်ထက်မှမတက်နောက်ဒီမှာနော်ကီးလေးတွေကျွန်တော်ချပေးထားတယ်မနေ့က46ဟိုကီးပေါ့မနေ့ကဒီမှာ63ရ93ဝန်းကျင်မနေ့က9ထွက်ညနေ6ထွက်သွားတာဗျာနော်ကျွန်တော်ဈေးဘက်ကတင်ပေးမှာဒါမှဒီနေ့တင်ထားတဲ့ဟာလေးနော်ကျွန်တော်လာမှာအကုန်တင်ထားပေးတယ်ဒီမှာကျွန်တော်ပြောနော်ဒီကောင်လေးအတုတွေမဆိုင်ဘူးနော်ဒီထက်လာတင်ထားတာကျွန်တော်ထက်မှမပေါ်ဘူးတခြားလူဖုန်းထဲမှာပေါ်နေတာအဲ့ဒါနော်ကျွန်တော်ဒီမှာ51လို့ရွေးထားတာဟုတ်ပြီနော် YouTube မလွင့်ဘူးနော်ဒါအခုတစ်ခါလွင့်ပေးတာနော်ကျွန်တော်ဒါအေးဒီမှာရတယ်အားလုံးပဲကံကောင်းကြပါစေဘာဖြစ်လို့လဲဆိုတော့ YouTube ကမလွင့်ဘူးအတုတွေနော် YouTube မှာလွင့်နေဒါဒီတစ်ခါကျွန်တော်လွင့်ပေးလိုက်မယ် Telegram မှာလင့်လာပြီလား